အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုင်ရှင်တွေနဲ့အယောင်းဝန်ထမ်းတွေအတွက်အယောင်းကယ်လုပ်တဲ့အခါအရေးကြီးဆုံးနဲ့အလုပ်ရှုပ်ရဆုံးအပိုင်းကပါလဲဆိုရင်ဝယ်သူကပစ္စည်းပြန်အပ်တာဒါမှမဟုတ်ပစ္စည်းလဲတာပဲဖြစ်ပါတယ် K9 POS system မှာတော့ဒီလိုပစ္စည်းပြန်အပ်ခြင်းလုပ်ငန်းစဉ်ကိုစက္ကန့်ပိုင်းတွင်ရှင်းရှင်းလင်းလင်းနဲ့အမှားယွင်းမရှိဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာဒီဗီဒီယိုလေးမှာပြသပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့မိမိတို့ပြန်အန်းကျင်တဲ့ဝယ်သူရဲ့ invoice voucher ကိုစနစ်ထဲမှာရှာရပါမယ်။ပြသရန်ခလုတ်လေးကိုနှိပ်ပြီးဝယ်ယူသွားတဲ့ကုန်ပစ္စည်းစာရင်းစုပေါင်းကြတင်ဝင်တဲ့အချက်လက်တွေကိုသိချအောင်အရင်ဆုံးစစ်ဆေးနိုင်ပါတယ်ဗျာ။ voucher သိချပြီဆိုရင်တော့ဘေးနားက refund ခလုတ်လေးကိုနှိပ်လိုက်ရုံပါပဲ။ဒါဆိုရင်တော့ပြန်အန်း / ပြန်လဲစာမျက်နှာကိုရောက်ရှိသွားမှာဖြစ်ပြီးအဲ့ဒီ invoice ထဲမှာပါတဲ့ကုန်ပစ္စည်းတွေအရေးအတွက်တွေနဲ့ဈေးနှုန်းတွေကိုအသေးစိတ်မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ပြန်အမ်းပြီးခလုတ်ကိုနှိပ်လိုက်တာနဲ့စနစ်ကနေပစ္စည်းပြန်အမ်းခြင်းကိုအလိုလျောက်မှတ်တမ်းတင်ပေးသွားမှာဖြစ်ပါတယ်။အပေါ်မှာလည်း status က return ဆိုပြီးချက်ချင်းပြောင်းလဲသွားတာကိုမြင်တွေ့ရမှာပါ။ K9 POS ရဲ့ကောင်းမွန်တဲ့ feature တစ်ခုကတော့အမှားယွင်းမရှိအောင်ကာကွယ်ပေးထားတာပါ။ပြန်အမ်းပြီးသား voucher တစ်ခုကိုမတော်တဆထပ်နှိပ်မိရင်တော့စနစ်ကနေ order already return ဆိုပြီးသတိပေးချက်ပြသပေးတဲ့အတွက်ငွေစည်းရင်းနှစ်ခါလဲတာမျိုးလုံးဝမဖြစ်စေပါဘူးခင်ဗျာ။ဝယ်သူကပစ္စည်းအလုံးကိုပြန်အမ်းတာပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့ပစ္စည်းတစ်ခုတည်းကိုပဲပြန်အမ်းတာပဲဖြစ်ဖြစ် K9 POS ကစနစ်တကျတွက်ချက်ပေးမှာပါ refund လုပ်ပြီးသွားတဲ့ invoice ကိုပြန်စစ်ကြည့်မယ်ဆိုရင်လည်းမူလကျသင့်ငွေကနေပြန်အမ်းလိုက်တဲ့ငွေပမာဏကိုစနစ်တကျနှုတ်ပယ်ပြီးသားမှတ်တမ်းအဖြစ်ရှင်းရှင်းလင်းလင်းသိသိပေးထားမှာဖြစ်ပါတယ်မြင်တွေ့ခဲ့ရတဲ့အတိုင်း K9 POS system ရဲ့ refund feature ကအရန်ကိုရိုးရှင်းလွယ်ကူပြီးစနစ်ကျလာပါတယ်ဆိုင်တွင်းစည်ရင်းစရာတွေ stockအဝင်ထွက်တွေကိုမှားယွင်းမရှိထိန်းချုပ်ဖို့အတွက် K9 POS ကိုအခုပဲရွေးချယ်လိုက်ပါဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်တိလို့ဒီများကိုလည်း comment မှာမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ